နေရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့နေဋ္ဌသဘောတွေကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်စီအောင်လွယ်မပါစေ2026ခုနှစ်ဇန်နဝါရီလ9ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာရွှေကံငွေကံအလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်မိတ်ဆွေအရင်ဆရာသမားအရင်အချာများနဲ့လည်းဒီနေ့မှာသူတို့အတွက်တွေကိုကိုကစိတ်ရှုပ်ရတာစိတ်ညစ်ရတာဂျာညက်ရတာမျိုးတွေလည်းကြုံရတတ်တယ်အခြေရေးမှာလည်းချစ်သူစီကနေပြီးတော့သတင်းကောင်းတွေကြားရတတ်တယ်နော်အိမ်တော်ရေးမှာတော့ဒီနေ့မှာအိမ်တော်ရေးမှာနားလည်မှုတွေလွဲနေတတ်တယ်တဦးနဲ့တဦးကမဖြစ်စလောက်ပြဿနာတိတိလေးရစပြီးတော့အစင်မပြေမှုတွေဇက်တိုက်ဆိုသလိုမျိုးအိမ်တော်ရေးမှာကြုံရတတ်တယ်ဆွေမျိုးသားချင်းအောက်လက်ငယ်သားများနဲ့ပတ်သက်ပြီးတော့လည်းဒီနေ့မှာမင်္ဂလာသတင်းတွေကြားရတတ်တယ်ကျမ်းမာရေးအနေနဲ့စီးနဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့2နဲ့4ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာအဖြူရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိဖျားမှာမုံဟင်းကကလူပေးရမှာဖြစ်ပါတယ်ရှင်